အနေနဲ့ဆွေးနွေးဖို့ကောင်းစဉ်တွေပါလာတော့တွေ့ရပါတယ်ဒီတော့တချို့ကိစ္စတွေကျွန်တော်ပိုကောင်းပြီးတော့အနေနဲ့ကျွန်တော်ဒီကဒီမှာကျွန်တော်အမြင်တွေစုစည်းပါမယ်ဒါကြောင့်မလို့အခုစံစားတဲ့အပိုင်းမှာကျွန်တော်အနေနဲ့တောင်းဆိုချင်တာကတော့ဒီမနေ့ပိုင်းကျွန်တော်စီဝေးမှာဆွေးနွေးဖို့တစ်ချက်တစ်ချက်ကအဓိကထားပြီးပြန်ပြီးမှကျွန်တော်တို့မိုင်းလုပ်ခြင်းနဲ့အပိုင်းတွေဘုံလို့ရှင်ကိုမပြီးဆုံးတဲ့အပိုင်းတွေပါလို့ရှိရင်ကျွန်တော်တို့ထပ်ပြီးတော့ဒီကိစ္စကိုလည်းကျွန်တော်တို့လည်းပြန်ပြီးသုံးသပ်ပြီးမှကျွန်တော်အမြင်များကိုကျွန်တော်ဒီဒီမှာအနေများရှိပြီးနိုင်မှုကြိုးစားပါမယ်ကျွန်တော်တို့ကဒီကဆွေးနွေးထားတဲ့ပုံမှာလည်းကျွန်တော်ဆိုရဆွေးနွေးရတဲ့အနေနဲ့ဒီနေ့ထားပြီးမှပြန်ပြီးသုံးသပ်ဆက်ချင်ပါတယ်တချို့အပိုင်းမှာသုံးပြီးတော့ခါရတချို့အပိုင်းမှာနားလည်မှုအရဝေရွေးနေတာတို့ရှိနိုင်ပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ဒါကျွန်တော်တို့ဘာဖြစ်လို့ဒီလိုဝေရွေးမှုတွေရှိတယ်ဆိုတဲ့အပိုင်းရဲ့ဒီစိတ်ပိုင်းမှာဘယ်လိုဖြစ်နေလဲဆိုတဲ့အပိုင်းကိုစိုးဖို့တော့တာပြီးကျွန်တော်တို့လည်းဘုံဘုံလေးလေးကျွန်တော်ကြံ့ကျွန်တော်ဆွေးနွေးဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်ဒါကြောင့်မလို့ကျွန်တော်အနေနဲ့ဒီခုနဝန်ကြီးနဲ့သူကြီးတို့ပြောသလိုပဲမူအပေါ်မှာကျွန်တော်အပက်နေတဲ့ကန့်ကွက်စရာအကြောင်းမရှိဘူးလို့မြင်ပါတယ်အဲ့တော့ဒီမူအပေါ်မှာလုံနေတဲ့ပါရဘယ်လိုလုပ်မလဲဒီဘိုင်းကိုရင်လုပ်မလဲဆိုတဲ့အောက်ကျွန်တော်အဖွဲ့ကြီးဆွေးနွေးပါဆွေးနွေးပြီးဒီကနေ့ညနေတဲ့ဒီညမှာဖြစ်နေတဲ့ဘိုင်းမှာပဲကျွန်တော်ဘိုးကောင်ကြီးကိုဒီအစုံတင်ပြပြီးတော့ကျွန်တော်ဘိုးကောင်ကြီးရဲ့ဒီစုံတရားဆုံးဖြတ်ချက်ချနိုင်အောင်ကျွန်တော်ကြိုးစားပါမယ်ရှေ့ဆက်ပြီးမှသွားနိုင်အောင်ကျွန်တော်ကြိုးစားမှာဖြစ်ပါတယ်ဒီနေ့ကျွန်တော်တင်ပြသလိုပဲဝီကြီးကနေကျွန်တော်ကိုချပြဆွေးနွေးတဲ့ပုံမှာဒီလိုပဲနိုင်ငံတော်အစိုးရနဲ့နိုင်ငံတော်သမ္မတအနေနဲ့ကလည်းအောင်မြင်အောင်ကြိုးစားမယ်အဲ့ဒီတဲ့ပို့ပြီးတော့နောက်တစ်လာမယ့်အစိုးရကိုဖြစ်တဲ့ပြည်တဲ့လုပ်ငန်းတာဝန်များကိုဆက်တက်ပြီးမှလွှဲအပ်မယ်ဆိုတဲ့အထိပါကျွန်တော်အားလုံးပဲရှေ့မှာပဋိပြုတာအထိတွေ့တာဒီပဲကျွန်တော်ဒါကျေးဇူးတင်ပါတယ်ဒီတော့ဒီလိုသုံးလုံးဒီပိုင်းကိုကျွန်တော်တို့ပြန်ပြီးမှစဉ်းစားပါမယ်ကျွန်တော်တို့ရဲ့ဘဝနဲ့တောင်းဆိုနေတာကအပြစ်ခရဆိုင်ရေးကိုအဓိကမလုပ်ဘဲနဲ့နိုင်ငံရေးဆွေးနွေးဖို့အဓိကတောင်းဆိုနေတာဖြစ်ပါတယ်အဲ့တော့နိုင်ငံတော်ဘက်ကနေဖြစ်နေတာကတော့အပြစ်ခရဆိုင်ရေးကိုရလက်မထိုးပြီးမှသွားခြင်းနဲ့အဲ့တော့ဒီနှစ်ပိုင်းစလုံးကိုကျွန်တော်တို့သိချာစဉ်းစားပြီးလုပ်ပြီးတော့ပါလာစားကျွန်တော်စဉ်းစားပါမယ်နောက်တပ်ပိုင်းဆိုင်ရာကိစ္စများကိုလည်းကျွန်တော်တို့အဓိကတပ်ပိုင်းဆိုင်ရာတာဝန်ရှိတဲ့သူများကိုကျွန်တော်တို့ဒီကဆွေးနွေးပါမယ်ဒီအခြေအနေကျွန်တော်တို့ဖြစ်စေခြင်းတဲ့အပိုင်းဒီဖြစ်တဲ့အပိုင်းကအခုလောလောဆယ်ဖြစ်နေတဲ့အခြေအနေများအားလုံးကိုကျွန်တော်ချုံမှုပြီးကျွန်တော်တင်ပြပါမယ်ဒီလိုတင်ပြတဲ့အခါမှာတပ်ပိုင်းဆိုင်ရာလူကြီးနဲ့ဒီအရာရှိကြီးများကလည်းကျွန်တော်တို့ဒီဆုံးဖြတ်ဒီချမ်းသာကရှိပဲဒီကေပဲမှုတွေကျွန်တော်ဝိုင်းပြီးဆွေးနွေးပြကြဖို့အားလုံးရှိမှာကျွန်တော်ပြထားချက်ဖြစ်ပါတယ်ဒီမဲ့လူကြီးပြောသလိုပဲကျွန်တော်တို့ကတော့ဖြေချဖို့ကြိုးစားနေရတဲ့အတွက်ဖြစ်ပါတယ်ဒီမဲ့ကျွန်တော်တို့အစည်းအဝေးခါမှလေးကိုဝင်လာမယ့်အချိန်မှာလည်းကျွန်တော်တို့ဒီကိုယ်စေပွဲကျွန်တော်အချင်းချင်းတည်းဒီမိုင်းလုပ်တယ်ကျွန်တော်စီမှာတာဝန်ရှိတဲ့ခါလေးတွေ့ပြီးပါလာပါတယ် PIO ရဲ့ကိုယ်စေပွဲဖြစ်တဲ့ကြောင့်မလို့ PIO ကနေကျွန်တော်တို့တာဝန်တွေ့လိုက်တဲ့တာဝန်ကိုတရားများရှိတယ်လို့အစည်းအဝေးအောင်မြင်ပြီးကျွန်တော်တို့ရောက်ခြင်းတဲ့အာဝရတန်ခိုင်နေတဲ့ညီချမ်းညီရရှိအောင်ဒီဆောင်နိုင်ဖို့ဆိုတဲ့တာဝန်ကိုစလုံးကျွန်တော်စီမှာတွေ့ပြီးပါတယ်ကျွန်တော်အများနဲ့ပြရပါတယ်အဲဒါမှမဟုတ်ဒီစာကိုကျွန်တော်ဒီနေ့နဲ့ကျွန်တော်စဉ်းစားပြီးပို့ကောင်းကြီးကိုဒီကေပဲကျွန်တော်ကောင်းမွန်တဲ့အကြောင်းကိုရှောက်ပြီးတွေ့ရှိနိုင်ရေးကြိုးစားပါမယ်လို့ကျွန်တော်တင်ပြလိုပါတယ်အဲဒါမှမဟုတ်ဒီနိုင်ငံတော်ဆိုရကိုယ်စားများအနေနဲ့တော့ကျွန်တော်တို့ဘယ်လိုကိစ္စမှာထပ်ပြီးမှကျွန်တော်ဖြစ်ဆွဲပြီးမှဆွေးနွေးစီခြင်းလည်းဆိုရပါရင်ကျွန်တော်တောင်းဆိုချင်ပါတယ်ကျွန်တော်တို့နိုင်ငံကြီးနေကိစ္စတွေဆောင်ရွက်တဲ့အခါမှာကိုပြောကြည့်ပြီးဆောင်ရွက်နေအောင်ဆို
တော့ဝင်ကြီးတွေကိုတာဝန်ကျွန်တော်ရပြီပါဒီအဲ့လိုရွေးတဲ့အခါမှာလည်းတကယ်တိုင်းသားတွေနဲ့ရင်းနှီးမှုရှိရလားနောက်တိုင်းသားတွေပေါ်မှာစီမံပေါက်ထားပြီးလုပ်တဲ့လူတွေလည်းနောက်အဲ့ဒီနေမျိုးသွားချင်ရလားဆိုတာကိုလုံးသားကြည့်ပါကြည့်ပြီးတော့ကျွန်တော်တို့မာပြီးမုံဒီတဲ့ပါတီနဲ့တွဲပြီးလုပ်ဖို့ဆိုတော့ဝင်ကြီးကျွန်တော်တို့ဥဆောင်ပြီးမုံသွေးပါတဲ့ဥဆောင်မျိုးတောင်းပြီးရအောင်ဒီပြောမှာဥဆောင်မျိုးရှိတဲ့ခါကျတော့လည်းဆရာအောင်အဲ့ဘက်မှာတောင်းပြီးထားတယ်ဆရာအောင်လည်းမုံသွေးပါပါတယ်နောက်တွေဟိုကင်းယူရတဲ့ပြီးတော့ဘုချုပ်ခီပေါ့သူကပြည်မှာတော့ဆောက်တောင်းတန်းဆောင်ခဲ့တဲ့ပြည်တွေသူတောင်းတယ်နောက်ပေါ်တက်လာတဲ့ကကျတော့ KPP နဲ့ပတ်သက်ပြီးတော့တန်တီတို့တောင်းပြီးပါတယ်နောက်ပေါ်တက်လာတော့ရှမ်းဖို့တော့ဖြစ်မောင်စုတောင်းပြီးပါတယ်အဲ့တော့အခုဒီနောက်ဆုံးကျွန်တော်တို့ဟိုဥေးထိုးတော့ကျွန်တော်ကချင်းဒီလိုတောင်းပြီးပါတယ်အဲ့လိုပြီးတဲ့အခါမှာနောက်ဆုံးဒီကချင်နဲ့ပတ်သက်ပြီးတော့ဟိုလူရွေးတဲ့အခါကျတော့ကျွန်တော်ဆက်လိုက်ဒီကိုမြင့်ကိုကျွန်တော်ရတောင်းပြီးပါတယ်အဲ့တော့ဒီနေ့ရဲ့ကွန်ပျူတာရေးတွေနဲ့ကျွန်တော်ရေးကိစ္စတွေကိုလုပ်ဖို့အတွက်သူ့ပေါ်ပြီးတော့ရသိစိတ်မှားကြားထားတာဖြစ်ပါတယ်။သူ့အနေနဲ့လည်းဒါကိုလုပ်ချင်တဲ့ဆန္ဒပြင်ဆင်ထားတာရှိပါတယ်။အဲတော့ကျွန်တော်ရတဲ့တော့တဲ့ချက်မှုတွေဒီမှာဖြစ်တယ်။အခုဆိုလို့ရှိရင်ဒီကဘမောအာဏာပြဖို့တော့ဟိုကျုပ်တို့ဂျုံကန်ဆိုင်ရနေတိတ်ကြတယ်။ပတ်စံတွေလည်းကျွန်တော်ရရေးလိုက်ချပြီးနေတော့ကျွန်တော်စာလုပ်နေပါအဲ့တော့ဒီနေပြည်တော်တော်ဘုံမြင့်မှာတာဝန်ရှိပါတယ်ကျွန်တော်အပြည့်အဝပိုင်းလုပ်နေပါမယ်အဲ့တော့ဘလိုလို့ဆရာတော့ဒုက္ခကြီးကျယ်ကြောင်းနေတာတော့နည်းနည်းသာလာရှိပါတယ် IGP ပေါ့နော်အဲ့တော့ IGP ကိုသူ့နေရာမှာပြန်တော့ကျွန်တော်တစ်ဖက်ကြည့်လိုက်ပြီးတော့ဆောင်ရွက်ချင်ပါတယ်ကျွန်တော်လည်းဒီဝါဒီမှာပြန်လဲပြောင်းရေးဒီလုပ်ပါမယ်ပထမဆုံးတော့ကျွန်တော်အကြီးကြီးရဲ့စာသင်ကျောင်းတွေနောက်ဘာသာရေးကျောင်းတွေဒါတွေကျွန်တော်ပြင်ပြပါမယ်နောက်ဒီအကြသားတွေတွေ့တဲ့လိုအပ်တဲ့ဥစ္စာတွေကိုကျွန်တော်တို့ကတော့ပံ့ပိုးပြီးတော့သူ့ဆရာကပြရတယ်လို့ရအောင်ကျွန်တော်တို့ပြီးဖို့စီမံနေရှိပါတယ်ဒီလိုဒီချင်းကvery narrow window ပေါ့နော်short time ပေါ့နော်အချင်းအသေးလို့တုံ့ပြန်ပါဒါလေးကိုဒီတယ်ပေါင်းလေးကိုဖွင့်ပေးလိုက်မယ်ဆိုရင်IGP တွေကျွန်တော်ပြန်ရောက်လာမှာဖြစ်ပါတယ်နောက် IGP တွေရဲ့ပါလာမဲ့ကလေးတွေကြောင်းချင်းပြီးတက်လာမှာဖြစ်ပါတယ်ဟိုဘယ်ကဘုရားကောင်မလေးပြီးတော့တမန်တော်တမန်ဘာလို့မပါလာလဲပြီးတော့တမန်တော်တမန်အဲ့မှာ IGP ကြောင်းလာတောင်းကျော်တောင်းတော့ရှိရောက်စားတယ်ဟိုကြောင်းခွင့်ရပြီးစာတင်ကြားနေလို့ပြီးနေတယ်ဒါလေးလည်းဟိုနှစ်လသုံးလနဲ့စာပေါ်စစ်ပြီးတော့မှငါတောင်းပြီးတော့လုပ်ပြီးရဲဆိုတာကြားတော့ကျွန်တော်ကြောင်းမတာဘူးဘာလို့လဲဆိုကလေးဒီမှာဥမာပြင်ဟိုဒီကချုံနေရွေဟာသူ့ကြောင်းမတက်ရလို့ကြောင်းတက်တဲ့သူ့ကရှင်းတဲ့လောက်ဖြစ်သွားတဲ့အတွက်သူ့ကတကယ်မရှိတော့လည်းပဲစက်တဲ့စက်သုံးတဲ့ဆက်လေးနဲ့မာရီယာကြောင်းမတက်ရတဲ့အတွက်ဒီလောက်မှတော့15နဲ့16နဲ့ဖြစ်သွားတယ်အဲ့ဒါကြတော့သူ့ကြောင်းတက်တဲ့ကိုစိတ်လုံးမပါတော့အဲ့ဒါကြတော့ဒီကလေးရဲ့ပညာရေးသင်ကြားဖို့မရတဲ့အတွက်ကျွန်တော်တို့နိုင်ငံမှာအများကြီးဆုံးရှုံးပါတယ်။ဒါကြောင့်ဒီနေ့တာကာလတွေမှာဒီ IGP တွေလာမယ်ဆိုရင်ကျွန်တော်တို့ကြောင်းနေပြန်ပုံပြလို့ရပါမယ်။ရှင်းစီကံဒါလေးလည်းကျွန်တော်ပြန်ပုံပြလို့ရပါမယ်။နောက်သူတို့ရဲ့လုပ်ငန်းတွေဖြစ်တဲ့တရားလုပ်ငန်းသူတို့ကလည်းဒီချိန်မှာပိုးစားသွားပါမယ်။အခုတော့နည်းနည်းတော့ဒီတော့တရားတွေပြင်ရမှာဖြစ်ပါတယ်။အဲ့ဒီပြင်မဲ့ချိန်မှာကျွန်တော်ကသူတို့အချိန်ကြီးသူတို့ညကိုသူတို့ပြန်ရောက်လာမယ်ဆိုရင်တရားလုပ်ငန်းကိုဒီကိုပဲဆိုရင်ကျွန်တော်တို့အော်တိုဘာလောက်ရှိပဲသူ့စာရေးတော်ကိုစဉ်းစားပြရမှာဖြစ်တယ်။အော်တိုဘာလိုဘာလောက်စံဒီဇွားဒီပေါ်လာဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ test box 6ပါးပြီးတော့လုပ်ရမှာ။အခုကျွန်တော်ဒီဘုံမောအေလိုချေဦးလည်းကျွန်တော်ပြောခဲ့ပါတယ်။နောက်ပြီးတဲ့အခါကျတော့ကျွန်တော်မင်းရဆိုရင်ဟိုဒီကြားနေကျွန်တော်တို့လိုချေဟိုလိုက်စာဟိုတော့တဲ့လမ်းကိုကျွန်တော်ပြောခဲ့ပါတယ်။လမ်းပြီးပြင်ရမှာဒီမိုဘီရှိပါတယ်။ရှားဥစ္စာလောက်တဲ့ကျွန်တော်ဒါရှိတယ်ပါ။စီရောအဲ့မှာလည်းကျွန်တော်ကြည့်ရပါတယ်။ဘာဘာပင်ရှိတယ်၊ကျုံပင်ရှိတယ်။ဒီပင်တွေကိုကျွန်တော်တို့ချက်ချင်းလုပ်ပေးနိုင်ကောင်းတယ်။ဒါဆိုရင်တော့ရိုင်းဝင်သွားလို့ရှိရင်ဒီပင်ပြည့်စုံသွားမှာဖြစ်ပါတယ်
ဒါလို့ဒါတွေလည်းချန်တွေလည်းကျွန်တော်လုပ်ချင်ပါတယ်ဒါလို့အဓိကတော့ ITP တွေကိုဒုညတူတဲ့ကောင်ကျွန်တော်တို့ပေါင်းပြီးတော့ဆော့ဖ်ဝဲပေးနိုင်တယ်ဆိုပြီးခုနပြောတဲ့ပညာရေးကိစ္စတွေကျန်းမာရေးကိစ္စတွေနောက်တော့လေယာလုပ်ငန်းတွေ job creation တွေဒါတွေဆော့ဖ်ဝဲပေးနိုင်ပါဖြစ်တယ်ဆိုတော့မူလအနေထားကိုတော့လုပ်ပေးချင်ပါတယ်နောက် NGO ဖွဲ့တွေနဲ့ဒါကိုလုပ်တဲ့အခါမှာလည်းရင်းတော့ကျွန်တော်တို့ဆိုအောင်ပဲတာဝန်ရှိနေတယ်ဆိုတော့ကျွန်တော်တို့ကဒီလိုပဲခံပြီးတော့လုပ်ကြတာခုကတော့နောက်ပိုင်းကျရင်တော့ဓမီရပါလေတာဝန်တောင်းပါအခုကြီးတောင်းပါမယ် NGO တွေနဲ့ကျွန်တော်ဆောင်ရွက်ပြပါမယ် NGO လိုတဲ့ပတ်စံတွေလည်းကျွန်တော်တောင်းရှာပြပါမယ်နိုင်ငံတော်ကမပေးနိုင်တဲ့မပေးနိုင်တဲ့ပတ်စံကိုကျွန်တော်အများကြီးရှာပြီးတော့ဒီအချင်းပြည်ကြီးပုံပြလုပ်ရအောင်ကျွန်တော်ဆောင်ရွက်ချင်ပါအဲ့တော့ဘာပဲပြောစစ်ဖြစ်တာဒီအိတ်ခါရုံကိုကောင်းတော့လူတော်များများ trauma လာကြပါဒီ trauma ကိုကျွန်တော် trauma healing လို့ပြောပါမယ်ဒါကိုလုပ်ပြမဲ့တောင်းရတယ်ကျွန်တော်တို့တစ်ဖက်မှာတာဝန်ရှိပါတယ်တော့ဆိုမှာကိုတာဝန်ရှိတဲ့ဘက်တော့ခိုင်းပါတယ်ဒါလို့ဒီ ITP စာကိုဆောင်ရွက်ချင်ပါတယ်ကျွန်တော်တို့ရဲ့ဆွေးနွေးပွဲတိုင်းမှာလည်း ITP စာကိုကျွန်တော်အဓိကထားပြီးတင်ပြခဲ့ပါတယ်ဒီခါတော့အချိန်ကာကောင်းတဲ့အတွက် ITP ကိစ္စလေးကိုဆောင်ရွက်ပေးဖို့အဲ့ဒါလေးကျွန်တော်တင်ပြချင်ပါတယ်ဆက်ပြီးတော့တင်ပြချင်တယ်ကျွန်တော်နောက်တစ်ချက်တက်ပြီးတင်ပြတာဒီလိုမေးတော့လည်းကျွန်တော်ပြင်ပြောရမယ့်တာဝန်ရှိပါတယ်ဒါဆိုကျွန်တော်ရှိမှာတိုင်းနာဖို့စီနေတဲ့တွေ့တိုင်းမှာဒီပုံမှန်စက်ကွန်တင်နဲ့ပတ်သက်ပြီးတော့အများကြီးပြောပါအဲ့တော့ပုံမှန်စက်ကွန်တင်ကိုဖြတ်သိမ်းလို့မရပါဘူးကိုယ့်အောင်မင်းဖြတ်သိမ်းလို့မရပါဘူးဒါဆိုဥပဒေကိုကျွန်တော်ဖြတ်သိမ်းနိုင်တဲ့အာဏာလည်းကြောက်ချင်လို့ရှိပါဘူးအဲ့တော့တိုင်းပြည်မှာဆိုရင်လည်းဘာပဲဖြစ်ရင်နောက်ပိုင်းကာလတွေမှာဖြစ်ပြီးရဲ့စိုက်ပုံပါတွေပါညာရှေ့လည်းပိုင်းဒေသမှာဖြစ်တဲ့ကိစ္စတွေဖြစ်လာဘူးပဲပြောလို့ရအောင်အဲ့လိုဖြစ်လာတဲ့ရှိတော့အဲ့ဒီချံကိုကာဖို့တော့ပုံမှန်စက်ကွန်တင်ဆိုတော့ရှိနေတော့ပါပဲကိုယ်လည်းပဲဒီစက်ကွန်တင်ရှိတာလည်းတိုင်းသားတွေကချက်နော်အဲ့တော့ကျွန်တော်ကစတိတ်ကြိုးစားနေတယ်ပေါ့ကျွန်တော်တို့ဂျုံကြလာရောက်မှာသမရာကြီးရှိမှာကျွန်တော်တို့ဒီလုံးစုံဖိကရစေးကိုဆောင်ရွက်နိုင်ပြီဆိုဒီအခုဒီတိုင်းသားအဖွဲ့အစည်းအားလုံးတရားအတင်းအကျပ်ပဲဖြစ်ပြီးသားဖြစ်ပါတယ်တော့တရားအတင်းအပဲဖြစ်ပြီးတယ်ဆိုရင်ဒီဥစ္စာမတရားအတင်းဖို့တော့ဆိုရင်တရားအတင်းနဲ့ဖြစ်ကြထားတဲ့ဒီကလည်းဒီဖိကတွေလုံးရောက်လာမှာဖြစ်ပါတယ်သို့တော်လည်းလို့ဒီလိုအဖြစ်ကျူးလွန်တဲ့လူကိုစဉ်းစားတဲ့အပိုင်းမှာပေါ့သူတို့ကအခုတော့ကျွန်တော်တို့ပြေးစိတ်ချင်တယ်သူတယောက်ထိခိုက်မျက်နှာပြီးပါကမှအဖြစ်တဲ့လူကိုကျွန်တော်ကနေပေါ်ဒီဒီနဲ့ဒါကိုလွတ်ပေးဖို့အတွက်ကျွန်တော်တို့ကြိုးစားလို့တရားရလွတ်ပေးလိုက်လို့ရှိတယ်။နေတာတဲ့လူရှိတဲ့အတွက်နေတာတဲ့လူကကျွန်တော်တို့တရားခံပြသမှာကျွန်တော်ကြားဆွဲမှာဖြစ်ပါတယ်။အဲ့တော့နောက်အိုင်ကိုကျွန်တော်ရောက်တဲ့အခါမှာလည်းအင်္ဂလန်နိုင်ငံမှာလုပ်တဲ့ဥစ္စာသူတွေလူကြီးချမ်းသာပဲကျွန်တော်စဉ်းစားတယ်ဆိုတော့ကျွန်တော်သူ့ပြောတဲ့အခါမှာကိုယ့်အောင်မြင်သူတွေလူကြီးချမ်းသာပဲဘုရားစဉ်းစားရင်ဘုရားတရားခံဖြစ်သွားတယ်။တချို့တရားခံတွေဟာနေတာလူကြီးရှိနေတာလေ။ဘာသာမှုကျူလွန်တာလို့ပဋိမှုကျူလွန်တာလို့ဒါဆိုလို့ရှိရင်အဲ့ဒီကိုလူကြီးချမ်းသာပြုတ်ပြလိုက်နေတာတဲ့လူကြီးကဘုရားစဉ်းစားဘူးလားဆိုတော့ပြောတဲ့ကိစ္စတွေကျွန်တော်ကြားပြရအောင်ဒါလို့ကျွန်တော်တို့ဒီမှာပြောတဲ့အခါမှာလည်းစက်ကွန်တဲ့ကျွန်တော်တို့မတရားတဲ့ဒီကနေကျွန်တော်ဖြုတ်ပြလိုက်တယ်ဆိုရင်ဒါစက်ကွန်တဲ့ပတ်သက်တဲ့ဒီကလည်းဒီထဲမှာအကျုံးဝင်ပြီးတော့မှဘယ်လောက်ကြရမှာဖြစ်တယ်။သို့တော်လည်းပဲနေတာလေးရှိရင်တော့ဘယ်လိုစဉ်းစားမှာဖြစ်ပါလဲ။ဒါလေးကိုလည်းကျွန်တော်တို့နိုင်ငံတော်ဆိုတာဒါဆက်ပြီးစဉ်းစားတယ်။အဲ့တော့ကျွန်တော်တို့အခုဒီမှာလုပ်တဲ့ဆွေးနွေးပွဲအောင်မြင်သွားရင်လူနဲ့ချမ်းသာပေါ့နော်။ဘာလို့ဆိုခဏကြားရဲဟိုစက်ကွန်တဲ့ဒီခါရဲလူတွေလည်းဒေါ်လာချမ်းနေ။ ITP တွေလည်းသူတို့ကကြားလာချမ်းနေ။တောင်းနေလည်းဒီနိုင်ချမ်းနေ။လုံငန်းကနေလည်းလုံငန်းကနေလည်းဒီစစ်စစ်တို့လောကနိုင်ချမ်းနေ။ဒါကိုရမယ်လို့မှဖြစ်ပါတယ်။ဒါအားလုံးကဒီစီဝေးရဲ့အဖြစ်ပေါ်မှာအများကြီးမဖြစ်ပါဘူး။ဒါကိုဒီအဖြစ်ကိုကျွန်တော်ကရအောင်ဆောင်ရွက်ကြတယ်။ဆောင်ရွက်တယ်။ကျွန်တော်ကိုရအောင်ရတယ်လို့ဖြစ်ပါတယ်။ဒါကိုဒါကိုကျွန်တော်ပြောရတာလည်းမဟုတ်ဘူး။အားလုံးပဲကျွန်တော်ကြည့်ပြီးတော့ပြောနေတာပါ။ဒါကိုကကျွန်တော်စဉ်းစားတဲ့ချိန်မှာလည်းကျွန်တော်ဘယ်တော့မှသိပြီးမစဉ်းစားပါဘူး။ဆက်ဆံရုံနဲ့ဖွင့်နေတယ်ဆိုတာစက်မှုတက်ချင်တယ်။
ဒီကပြီးကိုကောင်းတဲ့ဆွေးနွေးပွဲတွေစီးပွားပွဲတွေကျွန်တော်ဆက်ပြီးလုပ်ချင်တယ်ဒီကြောင့်မို့ဒါဘယ်နှောင်းကိုကျွန်တော်မရရအောင်ဖွင့်တာပါဒီမှာဆက်ဆက်ရုံဖွင့်နေဆိုရင်လည်းKAO ဖွဲ့စည်းပြီးပါတဲ့ဒါလို့ရမယ်ရေရင်သူ့တိုင်းကောင်းတိုင်းလို့လို့ရမယ်ဒါလေးကိုကျွန်တော်ရွေးပြီးပြောရစီတယ်ဒီမှာကျွန်တော်နိုင်ရတဲ့စိတ်ကူးနဲ့ကျွန်တော်ပြောတာဘာလို့ဆိုတော့ကျွန်တော်ဒီနေ့လည်းနိုင်ငံတော်အစိုးရဘက်ကလောလောဆယ်တော့ကျွန်တော်တို့ခံထားတဲ့ခါကျတော့နိုင်ငံတော်အစိုးရဖြစ်နေတာပေါ့ဗျာဒါလည်းမကြည့်ရပါဘူးနောက်2050မှာဒီသူကရွေးချယ်တဲ့လူကအစိုးရဖြစ်မှာပဲကျွန်တော်တို့လည်းဖြစ်ချင်မှဖြစ်မှာပေါ့ဗျာသို့တော်လည်းပဲကျွန်တော်တို့ဖြစ်နေတဲ့အချိန်တွေမှာတော့ကျွန်တော်တို့အေးခံမဖြစ်ချင်ဘူးပေါ့ကျွန်တော်တို့ဒီလိုပြဿနာတွေဖြစ်ရတာကျွန်တော်တို့ရဲ့အားနည်းချက်ကျွန်တော်တို့ရဲ့ဖြစ်ကြောင်းလို့ဖြစ်တယ်လို့ကျွန်တော်ခံယူပါတယ်ကျွန်တော်တို့ဒါကိုကျွန်တော်ပူစားချင်ပါတယ်ကျွန်တော်လည်းလက်ရှိရှိတဲ့အချိန်မှာပဲပူစားပြီးခဲ့ချင်တယ်ဒါဒီအားတော့လည်းကျွန်တော်ကြောက်တဲ့လို့မရဘူးဆရာကြီးတို့ဘုရားတို့ပြီးမှပေါင်းပြီးတော့ဒါဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ရမယ့်သူကြီးစုတွေကိုသူတို့ရမယ့်သူကြီးစုကသိနာပါကျွန်တော်တို့very short time ဒီကားလေးတွေမှာဒီလူတွေဉာဏ်ကောင်းကျွန်တော်လည်းရောက်ချင်တာပေါ့ဒါလေးတွေလည်းကျွန်တော်တို့ချင်တဲ့ဆန္ဒကိုတင်ပြနေဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့ကစဉ်းစားထားတဲ့ကိစ္စတွေဒါကိုတော့တင်ပြတာပါဟိုတို့ကလည်းစဉ်းစားပြီးပါတော့သူကလည်းတို့နေလည်းပါဖြစ်ဟိုလည်းတက်ပြီးတင်ပြတယ်တို့ဒီအချင်းဖွဲ့စည်းတာစီစနစ်ကြကြနာနာနဲ့ဖွဲ့စည်းထားတဲ့ဖွဲ့စည်းဖြစ်ပါတယ်။ဘာလို့ဆိုတော့ကိုကြောက်တဲ့ဒုက္ခကိုမရှိအောင်ထိချုပ်ထားတဲ့ဒီဘဝထိချုပ်တဲ့စနစ်နဲ့လုပ်ထားတာဖြစ်တဲ့အတွက်ဒီစကားခံယူလို့ပါတယ်။ဟိုပြန်ပြီးကြပြောက်လို့ပါတယ်။ကိုပြောမှလည်းဆွေးနွေးတိုင်ပင်မှုလို့ပါတယ်။ဒါတွေကိုလည်းတို့လုပ်ပါ။ဒါမှမဟုတ်ကျွန်တော်ဒီစကွေးကာလာတော့မှကျွန်တော်3ရက်လုပ်ထားတာပေါ့။ဒါမှဒီနေ့မှပထမပဲရှိပါသေးတယ်။ဘယ်မှာကြိုင်လဲဒီနဲ့ဒီပြောမှာစနစ်ထိုင်လာလို့ပါလို့ပြောတာလည်းပါမယ်။ဟိုလည်းပြန်ပြီးတင်ပြပါမယ်။ကျွန်တော်တက်ပြရပြမှာတော့ကျွန်တော်ဆုံးဖြတ်ချက်ချမှာပေါ့ဗျာ။အဲချတဲ့ချိန်မှာတော့ကျွန်တော်ပြောနေတာတော့ခုနကကျွန်တော်ပြောပြပါပြီကျွန်တော်လည်းပြောနေထားပါတယ်။ဒါလည်းအားလုံးဒီလူလူတွေဖြစ်တယ်ဆိုတာကိုပြောချင်ဆက်ပြီးတင်ပြပါမယ်။အားလုံးကျေးဇူးတင်ပါတယ်ကိစ္စတွေဒီလိုဆိုတာလည်းဒါပဲဒါပိုင်းရတော့ဒီကတော့သူကတက်တဲ့ခန္ဓာမှာပါတယ်။အဲဒီကိစ္စတော့သူလည်းပါရှိတယ်။ဒါတော့ဆက်ရဒီခန္ဓာနဲ့အားလုံးဒီလေးကိုဒါလေးကျွန်တော်ဒီဆိုတော့အခုကျွန်တော်တို့ဒီကတိတို့ကြတော့လည်းဒီလိုပါတယ်ဒီအတိုင်းချာမြင်အခုတည်းကတော့ဘုရားကဆိုလို့ရှိရင်ဒီကတော့ဘုရားပြောတဲ့ပုံမှာဆရာဝန်ရှိပါတယ်ဆရာဝန်ရှိတာလည်းတော့ရှိပါတယ်ဒါပြီးသွားတဲ့အခါကျတော့ကျွန်တော်တက်ကနေတော့အဲ့မှာသူရဲ့ဆရာဝန်ရှိသူရဲ့ပြီးတော့ကျွန်တော်တို့အစီအမံတော့ထိုင်နေတယ်ဆိုတော့အဲ့မှာသူကနာရီလေးတို့နေလာတာအဲ့ဒီမှာအရာဒီကကောင်းပါလေပြောနေတာကျန်တာအဲ့ဒီမှာဌာနဆိုင်ရာကိုသင်တော့ဌာနဆိုင်ရာနဲ့ရှိပါတယ်အဲ့တော့အခုဆိုလို့ရှိရင်သူတို့မြို့နယ်မှာဆရာဝန်လည်းရှိတယ်ဌာနဆိုင်ရာလည်းပြန်လာတယ်နောက်ကပို့ပြီးတော့အရှင်ဒီသွားတာအခုကျွန်တော်တို့မော်နဲ့ဒီနာဓာတ်ဖွဲ့တဲ့ခါကျတော့စားတော့ဆိုင်တွေကဘုံရမှာပဲလို့ကတော့စားတော့ဆိုင်တွေပါပြီးတော့တို့လေးအဲ့ဒီမှာကျွန်တော်တို့တက်ကျွန်တော်တက်နေတယ်ဆိုလို့ရှိရင်အဲ့ဒီဂူရဲကိုရောက်တာကျုပ်တက်တယ်ပါပြီဆိုတော့ဥမာဒီဟာနဲ့ကျွန်တော်တို့ကဒီကိစ္စတွေကကျွန်တော်ဝင်ပြီးပြောလို့ပါတယ်ဘယ်နဲ့ပြောပါလဲအဲ့တော့အတိတ်ကရက်ပြီးဖြစ်နေရက်ပြီးဖြစ်နေကျွန်တော်တို့လည်းအဲ့ဒါဒုက္ခနဲ့ပတ်သက်ပြီးတော့အိုင်းရှိရှိလို့လည်း IDP နဲ့ဆက်သွယ်နေတဲ့ဒီလူလူအိုင်းအဲ့တော့ကျွန်တော်တို့တစ်ဖက်တက်နေရတယ်ပဲအဲ့ဒါစဉ်းစားဖို့ပြောပါတယ်အဲ့တော့ဒီပေါ်မှာလည်းပဲကျွန်တော်ဒီနယ်လည်းပဲကျွန်တော်တို့စက်ပိုင်းရတော့ဒီကနေ့ဆိုရင်ကျွန်တော်တို့ကလာဒီခါမှာစာအားလုံးကျွန်တော်တို့ရဲ့အုပ်ချုပ်မှုကိစ္စတွေဆောင်ရွက်တဲ့အားရှိတယ်တို့လည်းပဲဒီဘက်ကဒီ
IDP ဘိုင်းနေမှာကြတော့သူလည်းတော်တော်လေးကဲနေတယ်ကျွန်တော်တို့ပြည်စည်းပေးပါဆိုတော့ကျွန်တော်လည်းပြည်စည်းပေးတယ်။ဒါရီယာကျွန်တော်တို့ရဲ့ဒီလူလူအဲ့ဒါကျွန်တော်တို့ရဲ့ကလေးတွေဒါမှမဟုတ်ဒီ IDP ကိစ္စကိုတော့ကျွန်တော်တို့ကဆွေးနွေးပွဲမှာလည်းပဲဒေးတာပြီးတော့ဆက်ထားပြီးပါလို့ကျွန်တော်တို့လည်းပဲအစ်ဆွေပြီးတော့ပါတယ်။အဲ့တော့ဆွေးနွေးရတဲ့မှာတော့ဒီဆွေးနွေးချက်အမှန်ပြီးတော့ကျွန်တော်တို့ဆောင်ရွက်ပေးနိုင်မယ်ဆိုရင်နောက်ဒီလိုဆိုရင်ဒါကတော့ဆက်လာတော့အတမပြောကတဲ့တဲ့အဲဒီချက်အဖြစ်ပါရဲ့အဲ့တော့သူတို့ကတော့သူတို့ရဲ့ဂျုံမှန်းချက်အဲ့တော့ဒီကဒီကမှာအဲ့တော့ဒီမှာတရားသူတို့ရဲ့ဘွယ်အဲ့ဒီတော့သူမင်းနဲ့အဲ့တော့လူမျိုးကြောက်လို့ပြောတော့အဲဒီပြရတယ်အဲ့တော့ငါတော့ဘာမှမသိဘူးတဲ့ငါတော့အင်ဂျင်နီယာပဲသိတယ်တဲ့အချိန်မှရောက်လာတဲ့တစ်ခွဲလောက်နည်းနည်းလောက်ရှိပြီတဲ့ဆိုပြီးတော့သူအဲ့တဲ့ဆိုတော့ငါသိရတော့ငါအင်ဂျင်နီယာပဲသိတယ်ဆိုတော့အဲ့ဒါကိုအင်ဂျင်နီယာမှာအဲ့ဒါဆိုတော့ငါရလည်းပဲဒီလိုတက်နေတာဒါကြောင့်မလို့ဒီကိစ္စကိုကျွန်တော်တို့ကအဲ့ဒါဖက်ကလည်းပဲအဲ့ဒါစစ်စစ်ရေးဒီစားပြီးတော့ဘာလဲကျွန်တော်စစ်စစ်ဆက်လာတော့လူချင်းတဲ့ဥစ္စာကြောက်ကြတယ်ကျွန်တော်နေရာရအောင်ဒီဌာနဒီရအောင်ပါဗျာကျွန်တော်တို့တော့ငါတင်ပြပါတဲ့ IDP ကိစ္စကိုဒီရကျွန်တော်တို့ဒီလိုကဖြစ်ပေါ်တဲ့2017နဲ့2012မှာကျွန်တော်တို့ဒီဌာနနဲ့ကအချင်းပြည်နယ်အစိုးရအဖွဲ့ပူးပေါင်းပြီးတော့ဒီ IDP စခန်းများဆောက်လို့ရှိရင်အောက်ဝင်မှာတော့တတိကောင်ပဲလို့ဆောက်ခဲ့တယ်ကျွန်တော်တို့လည်းပဲသမာဓိတောင်ပေးလို့ဒီကဝန်ကြီးအဖွဲ့နဲ့သုံးကြိမ်အောက်ပါပြီးတော့အဲဒီမျိုးလည်းသူ့စုကလည်းထားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီမှာတင်ပြလို့ကတော့ဒီနိုင်ငံတော်ရဲ့ဒီဘက်ကကြောင့်ဆောင်နေနေတဲ့ဒီသားစုတွေပေါ့နိုင်ငံတော်အစိုးရလူမျိုးကခွဲခြားနေဒီတီနာနယ်မြေရောတော့လူကပြပါတဲ့နေရာဒေသတွေကျွန်တော်ထောက်ပါနေကျွန်တော်ကြိုးစားတယ်ဘယ်တော့မှဒီတီနာမျိုးပေါ်မှာဆွမ်းမှုနေရတယ်ကျွန်တော်ဒီနယ်ရဲ့အတိုင်းအတာနဲ့ပြောရင်ကျွန်တော်တို့ရဲ့ငွေထောက်ပံ့မှုနေတဲ့ဆိုရင်စက်တမ်းပေါင်း130ကျော်ပါငွေသားစာအနေနဲ့ပတ်သက်လို့ဆိုင်ပေါင်းမှုကျွန်တော်တို့တင်ငါပေါင်းနေရှိပြီးတော့ဆောက်ပါတယ်ဆိုတော့ကျွန်တော်ဒီမှာတင်ပြနေတဲ့ဘိုင်းကတော့ဆိုရအပိုင်းကတော့ခုနကကျွန်တော်ဒီပြတာတော့ NGO ရောအောင်ဆောင်မှုပေါ်မှာအသေးပါအဲ့တော့ဒီနေ့ဒီစီးနာမျိုးပေါ်မှာရှိတဲ့အသင်းတော်ကဆရာဝန်နားနဲ့ကျွန်တော်ပေါင်းဆက်ပြီးဒီကိစ္စကိုဆောင်ရွက်အဲ့တော့ဒီနေ့မှာဒီရင်းမျိုးကိုကျွန်တော်တင်ပြတာက2017သူ့ပိုင်းနဲ့ကျွန်တော်တို့16ချိန်ခိုင်အောင်ကျွန်တော်ဒီ IDP ဒေသဆောင်လာလို့ဒေတာကိုဆောင်ပြီးနေတာဒါက WFP ဖြစ်ပါတယ်အဲ့တော့ဒီ UN နဲ့ကိုနေနဲ့ WFP ကိုကျွန်တော်တို့ညှိပါတယ်ကျွန်တော်ဝန်ကြီးဌာနနဲ့ MOU ထိုးပါတယ်အဲ့တော့စာရေးတာတော့မှမဟုတ်ပါဘူးကျွန်တော်တို့ပြီးခဲ့တဲ့နှစ်ကကျွန်တော်တို့2017စက်တိုဘာနိုင်နေမှာကျွန်တော်တို့ American Dollar သန်းပေါင်း168တန်းဒီမြန်မာနိုင်ငံမှာရှိတဲ့ဒီ IDP နဲ့ပတ်သက်လို့ခိုင်းအချင်းပြင်းအောင်အဲဒါလို့ကျွန်တော်တို့ဝတ်ပြီးစားပြီးထောက်ခံတယ်သူတို့တွေတော့17နဲ့17ကျွန်တော်တို့အချင်းပြင်းကိုအားလုံးထောက်ခံပြီးရတော့ကျွန်တော်ဒီစားနောက်တော့လည်းပဲဒီညမှာကဝီဒီပြောတာတယ်ကျွန်တော်တို့အဲဒါနဲ့ဒီတဲ့နေရာတွေပါရဖို့ကိစ္စဖြစ်တာအဲ့ဒါက UN ပေါ်မှာလို့ခေါ်တယ်ကျွန်တော်တို့ဒီကတော့တာကြီးရှင်းအောင်တုံးပြတော့အဲ့လိုတုံးပြတဲ့အခါမှာကျွန်တော်တို့နေရာမှာစင်တီလို့ဒီလိုစင်ငယ်ပြီးတော့သက်ဆိုင်ရာလူမှုဝန်ထမ်းတွေကလေးဦးကြီးထားတာပေါ့ကျွန်တော်လည်းလည်းဦးကြီးထားတာဒူလာတယ်ခုနကဒီ UN ကောပါဆက်နေချိန်ကျွန်တော်ထောက်တာဒီက2013ခုနှစ်သလားလိုက်ဖြစ်ပါတယ်အဲ့တော့ဒီထောက်ပံ့မှုမှာလည်းပဲကျွန်တော်တို့စခန်းပေါင်းအနေနဲ့အားလုံးပေါင်း19ခုထောက်ပံ့နေကြပြီးတော့ဒါဆန်အားဖြင့်ဆိုကျွန်တော်တို့အားလုံးပေါင်းတန်ချိန်ပေါင်း3000ခေါ်ရအောင်ကျွန်တော်ထောက်ပံ့နေဖြစ်WFP နဲ့ဖြစ်တာ International
issue နဲ့လူသားချင်းစာနာတော့ထားမှုတော့နေတယ်ဖြစ်ပါတယ်အဲ့တော့အနေနဲ့ဒီ IDP စကားကိုဘာရောက်ကြတာလဲသူကျေးဇူးပါဒီလူလူရဲ့ဆန္ဒကျွန်တော်တို့အဲ့မှာတည်းရဲ့ဖြစ်ဝင်လာရှိတယ်အဲ့တော့ကြီးခဲ့လို့ကျွန်တော်သိတာအဲ့တော့ဘာလဲဆိုကျွန်တော်တို့မနောဝိတွေမသိပါဘူးအဲ့ဒါဖြစ်ဟောဒီသင်္ဘောတွေပြီးတော့ကောက်ပြစားဖို့လည်းကျွန်တော်တို့လူကမလုပ်ခဲ့ရတာဖြစ်ပါအဲ့တော့တို့ရဲ့ဆန္ဒကတော့မိသားစုရှိရကြီးရကိုတရားပြလို့ပြောပါတယ်အဲ့တော့အဲ့ဒီအချိန်မှာတို့တဲ့ဘဝတွေပြိပခါရဲ့အချိန်တော့လုံယုံရေးရဲ့အချိန်တော့ဒီပေါ်မှာတော့ကျွန်တော်တို့စီစဉ်ပြီးလို့ရနိုင်တဲ့ဒီဟာဖြစ်တယ်အဲ့တော့အခုလိုကျွန်တော်ရွှေမှာ၃ရက်ကျွေးနေတဲ့အချိန်မှာလည်းပဲဘာလို့ကောင်းမှန်းတစ်ချိန်ကိုကြီးဘောင်းမျိုးတွေတစ်ချိန်ကျွန်တော်ဆွေးနွေးတဲ့အခါမှာလည်းပဲဒီ IDP ကိစ္စနဲ့ထောက်ပံ့တဲ့မှုရှိနေတယ်ကျွန်တော်တင်ပြခဲ့ရှိပါတယ်အဲ့မှာကျွန်တော်အကြံပြုလိုက်တဲ့အချက်လေးကျွန်တော်ဒီမှာအားလုံးရှိမှကျွန်တော်တင်ပြလို့လာတော့ဒီနေ့အေးချမ်းမှုငြိမ်းချမ်းမှုရည်မှုအပိုင်းတစ်ဖက်ဒီနေ့အေးချမ်းပါဘူးကျေခတ်ဒီတစ်ဆဲပါဘူးစစ်ရေးရှင်ရောနေပါဘူးပါတယ်ဘုရားကိစ္စကိုကျွန်တော်ဆောင်ရွက်ရတယ်စစ်ရေးရှင်မြန်မာနေဒီအချိန်တွေရှုပ်ထွေးနေဒီကိစ္စကိုဆောင်ရွက်ရအောင်ဒါကျွန်တော်တို့ပိုင်းရတော့ဒီစားပါရနဲ့နာတော့ဝီပြောတဲ့စာကိုပြောလို့ပြီးတော့ဒီအမိသားစုကိုဆက်မယ်အဲ့ဒီမျိုးမှာ settlement and rehabilitation ကို resettlement တွေပြန်ဆန်းတယ်ဒါကျွန်တော်ဒီကိစ္စကျွန်တော်တို့နိုင်ငံတော်ဆိုရတိုင်းကိုဒါအဓိကလုပ်နိုင်တဲ့ပြည်သူအတိုင်းပြည်မှာဆောင်ရွက်နေလို့ပဲဒီမှာလည်းတက်တဲ့ဆောင်ရွက်မှုဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်အနေနဲ့ပြတာအဲ့ဒီပိုင်းလေးဦးစားပေးလူကြီးမျိုးနဲ့စဉ်းစားဖို့ဘယ်ကြီးပါလို့ပြောပြပြန်လာလို့ရပြီဆိုတဲ့လူကြီးမျိုးနဲ့အစည်းဆုံးနေတာလူကြီးမျိုးကလည်းသတ်မှတ်ပြီးပါလေအဲ့လိုသတ်မှတ်ပြီးတဲ့အခါကျတော့ဒီနေ့ဆိုရအောင်ကျွန်တော်ဒီကောင်းနေတယ်သူဒီပြဆုံးဖြတ်ပြီးဆောင်ပြီးသွားတယ်ဖြစ်ပါတယ်အခုတော့အနေထားရတယ်ဒီဝင်ကိုစီလူရဲ့ပြည်နဲ့ဆိုကျွန်တော်တို့ဒီနှစ်ပေါ့ဒီနှစ်2013နှစ်ထဲမှာကျွန်တော်တို့ထောက်ပံ့နိုင်ပြီပါ9လပိုင်းရှိတယ်ဒီတစ်နှစ်စာဆန်ရိတ်ခါဒီစစ်ပြည်နယ်မှာ9လပိုင်းကျတော့သူတို့ပြည်ဖြစ်ပါတယ်အဲကျွန်တော်9လပိုင်းကိုဘာရင်ဒီထောက်ပံ့မှုတို့နဲ့ကျွန်တော်တို့ပြန်ပြီးတော့ဒီနေ့အောင်ပါတယ်ငါဝီကိုကျွန်တော်ကဘုရားပြန်ရှာပြီးတော့စားတဲ့လူတို့ပြောထောက်ပံ့နိုင်တယ်အဓိကလိုက်ပြီးမှုလို့ပြောတယ်အသက်မွေးဝမ်းလုပ်ငန်းတွေစတင်ပြီးတော့လေယာလုပ်ငန်းအဲမှာတော့ခြံလုပ်ငန်းပြည်စီလုပ်ငန်းဒါတွေကနေပြည်နဲ့ပြည်တော်မျိုးလိုအပ်ပါတော့ကျွန်တော်ဒီနေ့ဆက်ပြီးကြည့်ရပါတယ်ဒီကိစ္စတွေရှိတဲ့အခါမှာလည်းကျွန်တော်တို့ရှင်ကြီးဒီဥပဒေကိုနဲ့ဆက်ပြီးပြောဆိုပြီးတော့ဆိုင်ဥဆိုအားလုံးတွေတောင်းပြီးမှရှိတယ်ကျွန်တော်တို့ဘောင်းလို့ဆောင်ပြီးတော့ဒီတော့ဒီရတယ်ဘုရားပါတယ်ကျေးဇူးများကြပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဒီကျွန်တော်တို့ IDP ကိစ္စကတော့ကျွန်တော်စီမှာဒီကော်မတီပြင်ထားပါတယ် UN ကိုချာတဲ့ကျွန်တော်တို့3-4ချိန်လောက်ကျွန်တော်ဆွေးနွေးညှိနှိုင်းပြီးတော့ကျွန်တော်တို့မကြရမယ်ဒီတိုင်းစာရှိတဲ့သူတို့ဆက်ချင်တာတွေရောက်လာပါတယ်အဲ့တော့ဒီ2013 January မှာ Mrs. Barbara နဲ့ဒီ Mr. Ashok နဲ့တာနဲ့တွေ့တဲ့အခါမှာကျွန်တော်တို့ KIO အနေနဲ့ကျွန်တော်တို့ဒီဟာကိုရေကိုချာရဲ့ညီမတော့ပါရင်ဘောတူတာလို့မျိုးတော့ကျွန်တော်ဘောတူတယ်လို့ပြောပါတယ်အဲ့ဒါဘောတူကြောင်းသူ့စာချုပ်တွေပါသူပြောတဲ့ကြောင့်မလို့ကျွန်တော် KIO နေကျွန်တော်ဒီဟာမှာဟိုညီနေပြီးလို့ကျွန်တော်ဘောတူတယ်ကျွန်တော်ဒီဟာကိုရောက်လာလို့ရှိရင်ကျွန်တော်ဟိုလုံခြုံရေးတာကိုကျွန်တော်ယူပါမယ်လို့ကျွန်တော်ဟိုတော့ပါတယ်သူတို့ကျွန်တော်စာချုပ်ပြပါတယ်အဲ့ဒါကို US Embassy နဲ့ UPN Embassy ရတယ်လို့ရှိတယ်ဆိုတော့ကျွန်တော်တို့ပြီးတော့ဟိုဒီစားကျွန်တော်ကရှိပါတယ်တောင်းလိုက်ပါသူ့လည်းကျွန်တော်ကကျေးဇူးပြုမိပါတယ် Embassy ကိုပေးမိပါလို့ကျွန်တော်ဒီ January 2013 January မှာကျွန်တော်တို့ထည့်ပါတယ်ဟိုဒီနိုင်ငံတွေဘာရဲ့လုပ်လို့ညာနဲ့တော့စေကျွန်တော်တိုက်ပွဲနေဒီချင်းညာအရာအကျိုးနေရာတွေရောက်လာတယ်ဆိုတော့ကျွန်တော်ဒီပါတယ်ဒါပေမဲ့ကျွန်တော်တို့ကလည်းဒီသာချင်းစာနာထောက်ထားမှုဆိုတာကတော့တိုက်ပွဲတွေဖြစ်နေတဲ့အချိန်မှာအကူအညီပေးရတဲ့ကိစ္စတွေရှိပါတယ်
ဒါကြောင့်မလို့အေးချမ်းသွားမှမဟုတ်ဘဲနဲ့အေးချမ်းခင်မှာလည်းခုနကဘုံချုပ်စီပြောသလိုပေါ့နှစ်ဘူးစဉ်းစားပြီးမှကျွန်တော်ဒီကဝိုင်းချပေးဖို့ဒီကလက်ခံကြပါလေအဲကျွန်တော်ဘက်ကလည်းဒီကျွန်တော်အဲ့ဒီနဲ့တော့ဒီမှာဒီပေးဖို့ရှိပါတယ်ကျွန်တော်သက်ဆိုင်ရာဒီကျွန်တော်ကွန်ပဏီနဲ့ကျွန်တော်ဒီပါမယ်ပြီးတော့အခုကျွန်တော်လောလောဆယ်ကျွန်တော်ဖြစ်ရှိနေတဲ့ပြဿနာကတော့ခုနကပဲဘူကြီးလည်းပြောသလိုပဲကျောင်းသားများကိစ္စဖြစ်ပါတယ်အခုကျွန်တော်စားတဲ့အားလုံးမှာကျောင်းသားစင်တော့တယ်အားလုံး1000နီးပါးရောက်ပါတယ်လူငယ်တဲ့ဒီလအတွင်းမှာပဲရှမ်းပြည်နယ်ဘက်ကနေကျောင်းသားပြည်ရာတော့တက်ရောက်ပါတယ်အဲ့တော့အခုကျွန်တော်ကဒီကလေးတွေကိုစဉ်းစားလိုက်တဲ့အခါမှာနည်းနည်း3နှစ်တော့ဟိုတို့ကအကြောင်းမတက်လိုက်ရဘူးအဲ့တော့စီးနှံကြမရှိတော့အဲ့တော့ဒီကလေးတွေကတော့တော့ကနောက်ထပ်တစ်နေ့လောက်အကြောင်းတက်လိုက်တာနဲ့နောက်မှာဟိုဘယ်လိုလူငယ်တွေအနေနဲ့အသက်ဆက်ရှင်သွားမှာလဲကျွန်တော်တို့ဒီရဆိုင်ရာအာဏာပိုင်များနဲ့ကျွန်တော်တို့ society မှာဒါကဘုသူ့ဖြစ်လာတယ်အဲ့တော့ကျွန်တော်ကဒီကလေးတွေကိစ္စကိုလောလောဆယ်ကျွန်တော်ဦးစားပေးဖြည့်ရှင်းဖို့လိုတယ်လောလောဆယ်မှာကျွန်တော်ရဲ့ဒီတက်ခွဲကာလတွေနဲ့ကျွန်တော်ဒီစကားမစစ်စင်နေကြမှာတော့ယာယီဖြည့်ရှင်းနေတာကျွန်တော်ဘောလာဆောင်ပြင်လိုက်တယ်ဘောလာဆောင်ပြီးကလေးတွေကျွန်တော်ကစစ်တပ်ထိန်းကြောင်းတယ်ပြီးတော့ဒီအချက်ကတော့ကျွန်တော်ကိုကြီးကိုလည်းပြညာဆွေးနွေးတယ်လို့ပဲတချို့ကလေးတွေက7နှစ်တော့တက်ရတာတော့တက်နေတယ်ဒီအများကြီးအဲ့တော့ဒီကလေးတွေကတော့တစ်နေ့လောက်ဆိုတော့တက်ချင်တော့အဲ့တော့ကျွန်တော်တို့ဒီကလေးတွေကိုအချိန်ကိုတင်ပေးပြီးမှအတန်းတွေကို3နှစ်အတွင်းမှာအနည်းဆုံး7လောက်ဆင်ကြည့်ကျွန်တော်ကဟိုတုံးပြီးပြင်ပေးနိုင်တာဒါကြောင့်ကျွန်တော်တို့ကဒီ civil society တွေနဲ့ဒီမြို့ပေါ်အဖွဲ့အစည်းတွေကျွန်တော်တို့အားပေးစရာတွေကိုညီပေးပါလို့ကျွန်တော်ထောက်ထားပါတယ်ဒါကျွန်တော်ဘက်ကတော့ဒီလူမှုရေးကိစ္စဖြစ်တဲ့ကြောင့်မလို့ဒီမှာဟိုဒီမှာရှိတဲ့တောင်ရှိတဲ့လူကြီးတွေနဲ့စစ်တီနဲ့ဆိုရပါတယ်ကျွန်တော်အကြောင်းမကြားဘဲနဲ့ကျွန်တော် request လုပ်ထားတာရှိပါတယ်ဒါကိုလည်းနားလည်ဖို့ပေါ့ပြီးတော့အချင်းကိုဒီမှာကျွန်တော်ယာယီဖြစ်ရှင်းဒီခုကိုကျွန်တော်စူးစမ်းနေတာဖြစ်ပါတယ်ပြန်နေနေရချထားရေးကိုလုပ်သွားတဲ့အခါမှာကျွန်တော်ဦးစားပေးဟိုစဉ်းစားမယ့်နေရာတွေတချို့ကျွန်တော်စဉ်းစားထားတာရှိပါတယ်ဒီလိုစဉ်းစားတဲ့အခါမှာဒီလေကျွန်တော်တို့ကဒီချာလုပ်ပြီးနိုင်တဲ့စာပြအနေနဲ့လုပ်ပြီးနိုင်တဲ့နေရာမျိုးဖြစ်ရမယ်ကျွန်တော်တို့လည်းတစ်လုံးကဒီဒေတာရဲ့ကြီးတော်တဲ့ပုံကြီးမှာလုံခြုံရေးအမှားခံချက်ပြီးတဲ့နေရာဖြစ်ရမယ်အခုညီများကိုဖက်ဖို့ဆိုမှနေလွတ်လွတ်လပ်လပ်ရောက်ပြီးမှပြီးနိုင်တဲ့နေရာမျိုးဖြစ်ဖို့ဆိုတဲ့ဒီမှာဆက်တော့ကိုထားပါတယ်ကိုနေရာမှာပဲကျွန်တော်တို့ကလုံခြုံရေးရဘုရားလာလို့မရဘူးဒီကလာလို့မရဘူးလို့ပြောနိုင်တဲ့နေရာမျိုးကိုကျွန်တော်ရှောင်ချင်ပြီးမှအရင်ကြီးပေးပါမယ်ဒီလိုနေရာမျိုးတွေတည်ကြတယ်ကျန်တဲ့ဒီစတဲ့ကျွန်တော်ရှင်းနေတယ်ဒီမှာဒါကျွန်တော်ကလည်းစစ်စစ်ရှိတယ်လို့ပြောနေတာဆက်ပြီးတော့ဆက်ပြီးတော့ဝိုင်းပြီးရှိဖို့ဆက်ရှိတယ်ဆွေးနွေးတဲ့ချက်တွေတော်တော်များပါတယ်ကျွန်တော်တို့ဆုံးပြီးတော့ကျွန်တော်ဆွေးနွေးရဖြစ်တဲ့အတွက်အချက်တွေများပါတယ်အချိန်ကတော့ကျွန်တော်လည်းဆွေးနွေးနေတယ်ပါသို့တော်လည်းကတော့ဘုရားပေါ်မှာပြောလို့ပဲတစ်ချင်းဆုံးဖြတ်ပေးနေတဲ့ကိစ္စတွေရှိလို့ကိုပြန်ပြီးတင်ပြမယ်ကိစ္စတွေရှိပါတယ်နောက်တော့ဒီမှာပါလာတဲ့ဘဝနဲ့တောင်းပေးတဲ့ဖွဲ့ပြန်ပြီးဆွေးနွေးတိုင်းပြီးမှဆုံးဖြတ်မယ်ကိစ္စတွေရှိပါတယ်။ဒါကြောင့်ကျွန်တော်ကအခုဆွေးနွေးပွဲကိုဒီလောက်ကျွန်တော်တို့ပြပါမယ်။ဒါပြောဘုသူတို့ကပြောတဲ့ဘဝပေးတဲ့တောင်းကိုချင်းချင်းဆွေးနွေးရမယ့်တောင်းတော့အချင်းကိုလည်းဒီနေ့တွေ့ပြီးတော့ဆန္ဒခံမှာလို့ဒါလည်းဘုသူတို့လုပ်ရှိပါတယ်။ဒါလေးကိုဘုသူတို့လုပ်ရပါကျွန်တော်တို့ဒီမှာကျွန်တော်လည်းဆွေးနွေးတိုင်းပြီးတော့လည်းဆောက်မယ်ဆိုတော့ဒါတော့ကျွန်တော်ကဒီမှာဦးကြီးပွဲဒီမှာရှုပ်တာတော့6နိုင်လာတော့ဒီစားပါဒီလိုလိုလည်းတော့ဒါစားစစ်ချင်ပါတယ်ဒါစားပြီးတော့ပြန်ပါတဲ့ဘက်မှာတော့ဒီမှာအားဆက်လုပ်တယ်ဒီလိုလည်းအားလုပ်တယ်ဆိုတာလည်းပဲအားလည်းပြောလိုက်ဒီမှာနောက်နေ့ပဲဆက်လုပ်တာ6နိုင်ဒါစားပါတော့ဒီရက်ရှိဖို့ရောပါတော့ကိုလိုကတော့ဘယ်လိုလဲတော့စားကြကျွန်တော်တို့လည်းလုပ်ပါတယ်6နိုင်စားတယ်လည်းဘယ်လိုလဲဆိုရှင်းနိုင်တော့စားပါဘုရားအဲ့ဒီပဲဒီကိုဝင်လေးဆိုတော့ဘာသာစားတယ်ဟိုရှင်းပြောရတော့ကျွန်တော်တို့ဒီစာဝေးမှာပြောတဲ့ကိစ္စချိုးစားတဲ့ဆုံးဖြတ်ချက်တွေနဲ့ရတာတွေရှိပါတယ်ဒီနာခုတာသူကြတော့ကတဲ့ချက်တွေများရှိပါတယ်ကျွန်တော်တို့အဲ့ဒါဒီကိုပြရမှာဖြစ်ပါတယ်ညာချောင်းတယ်မလားစားတာကျွန်တော်တို့ကရှင်းလိုက်ပါ because စားတာ
ဆက်ကြတဲ့ရင်းလိုက်တဲ့ဒီမှာအားတောင်းလို့လည်းမကောင်းလူလူကြီးလည်းကျွန်တော်အားမလည်းခြားလည်းခြားတာအဲ့ဒါကိုလူလူကြီးကိုတာပဲတော့ကျွမ်းသားတဲ့ရှိတယ်မိတ်ဆွေတွေရှိတယ်ဘာမှပြန်တဲ့ချက်ရှိပါနေတယ်ပေါ့ဗျာလေဆိုတော့ဒါသူတို့ကစီသူတို့ကဖွဲ့ဆိုတာဒါသူ့ရဲ့ရက်ခိုင်ဖြစ်ပါတယ်တော့ဘုရားလည်းပေါ့ဗျာလေကြိုက်တဲ့ညာပေါ့ဗျာလူလူကြီးကတော့ကိုလူလူကြီးကိုတတိလေးထားပြီးကိုစိုက်ထားပြတဲ့တိုင်မှာပြောက်တယ်အဲ့ဒါတော့ဘာမှကြောက်ချက်မရှိပါဘူးအဲ့ဒါကိုတင်ပြပါကျေးဇူးတင်ပါတယ်ကျွန်တော်တို့ကိုစီရဲ့ပြည်ကျွန်တော်ဆွေးနွေးမှာကျွန်တော်ကိုကော်မတီနဲ့ဆက်ပြီးလုပ်ပါမယ်လုပ်ပြီးတော့ကျွန်တော်ဒီလမ်းထိရှာပါမယ်။ဒါနဲ့ဒီကျွန်တော်အောက်ဆာဘာနေနဲ့လာရောက်တဲ့အားမင်းများလို့လည်းကျွန်တော်ဒီနေ့တော့အချင်းကျွန်တော်အချမ်းတောင်းတာတော့စီဗီဒီပါမှာလုပ်ပါမယ်။အဲဒါမှလည်းဒီလိုရှိကျွန်တော်အချမ်းပြန်ပြီးသိစီပါတယ်။ပြီးတော့မနေ့ဖြင့်အစီအစဉ်များကိုကျွန်တော်ဒီညကျွန်တော်ကိုစီရဲ့ပြည်ကနေမှစီစဉ်ပြတဲ့အခါမှာကျွန်တော်ဒီကြီးကိုတက်ပြီးဆောင်ကြပါမယ်။အဲတော့အားလုံးကိုညနာပြီးတော့ကျွန်တော်ကျွန်တော်ပြင်မှာတိုင်ပင်ဆွေးနွေးပြီးကြပါလို့အဲ့လိုလက်ခံရဖြစ်ပါတယ်။ဆရာကြီးကိုလည်းဟိုတစ်ခုတောင်းမှတယ်။ဆိုတော့ UNFC ဘက်ကသူ့နေပြီးတော့သူသိကြတယ်။ကချင်ပြည်နယ်ကိုတချို့မြောက်ပြည့်လို့ပါ။ဆိုတော့ကချင်ပြည်နယ်မှာသိကြတဲ့မြစ်စုပ်ပေါ့။ဆိုတော့ဘယ်မှာတောင်းရှိရင်စိုက်စီသူကိုပြီးတော့အဲ့ဒီမြစ်စုပ်မှာလည်းသမီးကြည့်ပါမယ်။ပြီးတော့ညနေတိုင်းလည်းတော့ရှောက်ပါတယ်။ဆိုတော့ကိုကျုပ်လည်းဆွေးနွေးတဲ့ချိန်မှာတော့သူ့ပြန်လာတဲ့ချိန်တော့သူတို့လည်းဘက်မှာကျတော့သူတို့က chance အဲ့ဒါလေးကိုကျွန်တော်စဉ်းစားတယ်အဲ့ဒါကိုကျုပ်တို့လည်းဆွေးနွေးတဲ့ချိန်ကသူတို့ပြန်လာတဲ့ချိန်ဒီပါလေးပြီးတော့